ဟင်းရွက်လေးကြော်ကြိတ်ကလေးချက်ပါမယ်ရှင်စီလေးနည်းနည်းထည့်ပါတယ်ငပိလေးနည်းငယ်ရဲ့ကျက်သမီပေါ့နော်ငရုတ်ဒီစင်းလေးထည့်ပါတယ်ရှင်တူပြားလေးထည့်ပါမယ်တူပြူတုံးလေးထည့်ပါမယ်ရှင်ပြီးတော့စားရင်ကျုံမုံငရုတ်ဒီမှုတ်ထည့်ပါမယ်ပြီးတော့ဟင်းရွက်တွေထည့်ပါပေါ့နော်ဟင်းရွက်စုံထည့်ပါမယ်ရှင်အုပ်ထားပါမယ်ရှင်စားကောင်းတော့ဟင်းရွက်စုံဟင်းလေးဖြစ်ပါတယ်ရှင်